ကိုယ့်ရဲ့ဗီဒီယိုကိုမကြော်စေချင်ဘူးဆိုရင်တော့ open နီလိုက်မှာဒီလိုထည့်ပါ2026ရဲ့ TikTok algorithm ကဗီဒီယိုစစ်ဆေးတဲ့အခါမှာဆိုရင် audience first reaction ကိုအခြေခံပြီးတော့မှစစ်ဆေးကြတယ်ကိုယ့်ရဲ့ဗီဒီယိုကြည့်သူရှိလားကိုယ့်ရဲ့ဗီဒီယိုကိုခဏခဏကြော်ပြတဲ့သူရှိလားကိုယ့်ရဲ့ဗီဒီယိုကိုကြည့်နေရင်းနဲ့ဘယ်နေရာမှာရပ်ပစ်လိုက်တာလဲဒါအပြင်ကိုယ့်ရဲ့ဗီဒီယိုကိုခဏခဏစောင့်ကြည့်တဲ့သူရှိလားဆိုတဲ့ဒီအခြေခံကြတဲ့အချက်ပေါ်မှာမူတည်ပြီးတော့မှသူကချက်ချင်းဆုံးဖြတ်ချက်ချတယ်အခုဗီဒီယိုဖန်တီးတဲ့သူတွေ creator အများစုကကြတော့ကိုဗီဒီယိုဖန်တီးလိုက်ပြီဆိုတာနဲ့အချက်အလက်တွေပြင်းစရာကောင်းတဲ့အရာမျိုးတွေနဲ့သူတို့တွေကစတက်ကြတယ်အဲ့တော့ user တွေကကိုယ့်ရဲ့ဗီဒီယိုတွေကိုယ့်ရဲ့ content တွေကိုနားထောင်တဲ့အခါမှာဆိုရင်ငါနားထောင်ခြင်းနဲ့ဆိုတဲ့စိတ်ခံစားမှုလှုံ့ဆော်မှုတွေကိုကိုကပေးနိုင်ပေးရမယ်ဒါမှကိုယ့်ရဲ့ဗီဒီယိုကိုသူကအဆုံးထိရက်ကြည်သွားမှာကိုယ့်ရဲ့ဗီဒီယိုကနေကိုကအယောင်းထည့်ထားတယ်ဆိုရင်လည်းပဲကိုယ့်ရဲ့ဗီဒီယိုကနေသူတို့အတွက်စိတ်ခံစားမှုလှုံ့ဆော်မှုပေးနိုင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဗီဒီယိုကနေပို့ပြီးတော့ဝယ်သွားကြလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုကပြင်းစရာကောင်းတဲ့အရာတွေအချက်လက်တွေပဲကိုကလုံနေမယ်ဆိုရင်တော့3စက္ကန့်အတွင်းမှာ attention တွေကျစေပြီးတော့ algorithm ကလည်းကိုယ့်ရဲ့ဗီဒီယိုကို skip လုပ်လိုက်တယ် skip လုပ်လိုက်တဲ့အခါမှာဆိုရင် audience တွေပို့ပြီးကြတယ် view တွေဖြန့်ပေးတဲ့အထိကိုသူကလုံးဝကိုရပ်တန့်သွားတယ် view တွေမဖြန့်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဗီဒီယိုကအမြင်တွေပို့ပြီးတော့မရောက်တော့ဘူးဒါကြောင့်မလို့ကိုကဗီဒီယိုတွေဖန်တီးတိုင်း content တွေဖန်တီးတိုင်းအမှန်ကအစမှာတည်းကလူတွေရဲ့စိတ်ခံစားမှုတွေသူတို့တွေရဲ့ပရိပခပြဿနာတွေစက်စုလိုစိတ်တွေအဲ့ဒီအချက်3ချက်ကိုကထည့်သွင်းဖို့အတွက်ပို့ပြီးတော့လိုအပ်တယ်ကိုက reach တွေပို့ပြီးတော့တက်ချင်တယ်ပို့ပြီးတော့ရောင်းကောင်းချင်တယ်ပို့ပြီးတော့ TikTok ပေါ်မှာကိုယ့်ရဲ့အမြင်တွေကိုယ့်ရဲ့ဗီဒီယိုတွေကိုစလေဆုံးရက်ကြည့်စေချင်တယ်ဆိုရင်တော့ဒီထက်ပို့ပြီးတော့ TikTok algorithm ရဲ့နီလန်အသေးစိတ်တွေကိုပို့ပြီးတော့သိရမယ် TikTok ကဘယ်နေရာတွေကိုစစ်ဆေးနေတာလဲ audience first reaction ကိုစစ်ဆေးပြီးတော့ဘလို့အချက်လက်တွေနဲ့သူကအသုံးပြုပြီးတော့ကိုယ့်ရဲ့ဗီဒီယိုတွေကိုဖြန့်ဝေပေးနိုင်တာလဲဒါအပြင်အခုဆိုရင်ပြောင်းလဲသွားတဲ့2026ရဲ့ TikTok marketing အပိုင်းတွေကစလေအများကြီးသိရမယ် content မှာဆိုရင်လည်းပဲ hook နဲ့ချိတ်ဆက်ပြီးတော့မှဘလို့မျိုးကိုကစလေဆုံးကြည့်ဖို့အတွက် hook နဲ့ချိတ်ဆက်ရမှာလဲဆိုတဲ့နီလန်အသေးစိတ် detail အသေးစိတ်ကိုလည်းသိရမယ်နောက်ထပ် TikTok ရဲ့2026 TikTok အကြောင်းတွေ algorithm အကြောင်းတွေ setting အကြောင်းတွေ detail အသေးစိတ်ကြကြလေးကိုသင်ကြားပေးမယ်အပြင်တွင်း2ရက်တာသင်တန်းဖြစ်ပါတယ်ဒီသင်တန်းမှာအမြန်ဦးဆုံးလာပြီးတော့စုံလို့ရပါပြီအထူးချိတ်ကလည်းပဲလူကြီးကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလာပြီးတော့စုံလိုက်တော့เนาะကျေးဇူးတင်ပါတယ်ကိုစကီပါ